ကျမ်းမာရေးအာမခံ၃မျိုးအကြောင်းမင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝေဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ AI မြန်မာရဲ့ကျမ်းမာရေးအကာအကွယ်၃မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါအောင်နော်ကျမတို့ကျမ်းမာရေးကအထူးကဆိုတာလူတိုင်းသိကြပါမယ်တကယ်တမ်းဆေးရုံတက်တဲ့အခါငွေကြေးပူပန်မှုမရှိပဲအကောင်းဆုံးကုသမှုခံယူနိုင်မှုအတွက်ကြိုတင်ပြင်ဆင်ထားတဲ့သူကနေပါတယ်ဒီတော့အသင်ရဲ့လိုအပ်ချက်နဲ့ဘယ်လိုအာမခံကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပထမတစ်ခုကတော့ One Health Solution ကျန်းမာရေးအလုံးစုံအာမခံဖြစ်ပါတယ်သူကတော့ဆေးရုံတက်ရတဲ့အခါကုန်ကျမဲ့ဆေးကုသဆေးတွေကိုအဓိကထားကာကွယ်ပေးတာပါခွဲစိတ်ဆေးဘိုးဝါးကစားတာတွေကိုကိုယ့်အိတ်ထက်ကစိုက်စရာမလိုဘဲနဲ့အကာအကွယ်ယူထားနိုင်ပါတယ်ကျမတို့ AI နဲ့ချိတ်ဆက်ထားတဲ့ဆေးရုံတွေမှာဆိုလို့ရှိရင် deposit တင်စရာလည်းမလိုဘဲနဲ့ cashless claim service ရရှိမှာဖြစ်ပါတယ်ရှင်ကျမတို့မြန်မာနိုင်ငံမှာတွေမကဘဲနဲ့ပြည်ပနိုင်ငံတွေမှာပါဆေးကုသမှုတွေကိုခံယူနိုင်မှာဖြစ်လို့ဆေးကုသဆေးတွေအတွက်စိုးရိမ်နေသူတွေအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ AI ရဲ့ Critical Illness Care လို့ခေါ်တဲ့ပြင်းထန်ရောဂါ39မျိုးကိုအကာအကွယ်ပေးတဲ့အာမခံပဲဖြစ်ပါတယ်။သူကတော့တီးသန့်လဲဝယ်လို့ရသလိုကျမတို့ rider အနေနဲ့လဲတွဲဖက်အကာအကွယ်အနေနဲ့လဲဝယ်ယူလို့ရတဲ့အာမခံအမျိုးအစားဖြစ်ပါတယ်။ကျမတို့ပြင်းထန်ရောဂါကြီးတွေဖြစ်တဲ့နှလုံးကြောက်ကပ်စတဲ့ပြင်းထန်ရောဂါ39မျိုးတွေကတစ်ခုခုဖြစ်ခဲ့ရင်သူ့သတ်မှတ်အချက်အတိုင်းသတ်မှတ်အဆင့်အတိုင်းတစ်လုံးနဲ့ပေးရတာဖြစ်ပါတယ်။ဒါကြောင့်မထင်မှတ်ဖဲရောဂါကြုံလာခဲ့လို့ရှိရင်အကောင်းဆုံးကုသမှုကိုခံယူနိုင်မှုအကူအညီပေးပါတယ်။နောက်ဆုံးတစ်ခုကတော့ Cancer Care Rider ဖြစ်ပါတယ်။အခုခေတ်မှာအဖြစ်များတဲ့ကင်ဆာရောဂါအတွက်သီးသန့်အကာအကွယ်ဖြစ်ပါတယ်။သူကတော့တွဲဖက်အကာအကွယ်အနေနဲ့ဝယ်ယူရတဲ့အာမခံအမျိုးအစားဖြစ်ပါတယ်။သူသတ်မှတ်အဆင့်အတိုင်းယောဂဖြစ်လာတဲ့အခါကိုအကာအကွယ်ယူထားတဲ့3,500 3,1000စတာတွေကိုတစ်လုံးတစ်ခဲတည်းပေးရတာဖြစ်ပါတယ်။ကျမတို့ကင်ဆာဆိုတဲ့စကားလုံးကကြောက်စရာကောင်းမိမယ်။ကင်ဆာ Care Rider ကိုစီစဉ်ထားမယ်ဆိုရင်တော့ငွေကြေးပူပန်မှုမရှိဘဲယောဂကိုအောင်မြင်စွာကုသနိုင်မှာဖြစ်ပါတယ်။ဒီနေ့ကျမပြောပြတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ထပ်သိလို့တဲ့မေးခွန်းတွေရှိရင်လည်း comment မှာမှတ်ပြီးတော့မေးခဲ့လို့ရပါတယ်ရှင်။ဒီအာမခံ3မျိုးရဲ့အသေးစိတ်အကြောင်းအရာများကိုသိရှိလို့ရဆိုရင်အချိန်မီဆက်သွယ်မေးမြန်းပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။